ဆုံးကြီးစံကြီးလှရှမ်းနေငါလေး80ရောက်တဲ့နဲ့ပြန်အားပြရနေမိရောက်ကြီးဟိုလေပဲကျေးဇူးလောက်တော့ငါရဲ့လက်ကတွေကိုတဆန်းတော်လေးရောက်အနှွေးတဲ့ပြီးရဲ့ရွှေငွေနဲ့ကုန်သိမ်းတဲ့တော့ရှိလဲနေနိုင်မှာတဲ့တဲ့လုံးလောအဆုံးကဘဝကိုအယောသားဆုံးနေဖို့နာရီစက္ကန့်များကရှောင်းသွားလို့နဲ့ကိုယ်ဘဝကိုစိတ်ကြိုက်နေလိုက်ရုပ်ရှင်လို့နဲ့ဘဝကကောင်းဆုံး